ခွဲရမုံတိုင်းပြပါတယ်အခုဒါကျွန်တော်လက်ရောက်မှာဒါတန်ယုံတယုံပေါ့နော်ဒါကျွန်တော်တို့ဒီအလုပ်သမားတွေမျက်စိထိခိုက်သွားတာပေါ့နော်ဒါဆိုရင်သူဆိုရင်ဒါမျက်စိတွေလုံးလုံးထုတ်ပြလိုက်ရတဲ့အနေအထားဖြစ်သွားတယ်မျက်စိတွေထုတ်ပြရတဲ့ပုံရောက်ဖြစ်တယ်ဒီလူတွေကတော့ဒါလက်မတစ်ချောင်းထိခိုက်တယ်ပေါ့နော်လက်တကြွတစ်ချောင်းလက်တကြွတစ်ချောင်းလက်မတစ်ချောင်းနော်ဒါလက်နှစ်ချောင်းထိခိုက်သွားတယ်အဲ့တော့ကျွန်တော်ဒီလက်ရောက်ပကန်းစပေါ်မှာသူတို့ရဲ့ထိုက်တဲ့နင်းနာကြီးရအောင်ဒါကျွန်တော်လာပြီးတင်ပေးရခြင်းဖြစ်တယ်ဒီညီကတော့သူ့မှာစာရွက်စာတမ်းမရှိဘူးဆိုပြီးတော့စက်ရုံသွားပြီးတော့ပေါ့နော်ဒါမတင်ပေးထားဘူးစာရွက်စာတမ်းရှိတဲ့လူကျတော့ပကန်းတင်ပေးထားတယ်ပေါ့အဲ့ဒါလေးဒါကျွန်တော်ဒီညီလေးအတွက်မှာတော့ဒါရှစ်ဆက်ပြီးအမှုသွားမယ်အနေအထားလေးရှိတယ်ပေါ့နော်အခုညီတို့အနေနဲ့ဒီဖြစ်တာဘယ်လောက်ကြာလဲဒီနေ့နီးပါရှိပေါ့နော်ဒါစက်ရုံသွားပြီးတော့ပေါ့နော်ဒါသူတို့တင်ပေးမယ်လုပ်ပေးမယ်ဆိုပြီးတော့2နှစ်နီးပါအချိန်ဆွဲထားတာဟုတ်တယ်နော်ချိန်ဆွဲထားတဲ့အချိန်မှာအခုဒါပကံစပေါ်လာတဲ့အချိန်မှာဒါဒီလိုဘက်ကဒီပကံတင်ပြီးသွားပြီဆိုရင်ကျွန်တော်ရက်ပဲစောင့်ရတော့မှာပေါ့နော်အဲ့တော့ကိုတို့ကျွန်တော်တို့ WG ဘွဲလာပြီးတော့ဒီဆောင်ရွက်ပေးတာကိုဒီလိုပုံမှာဒီစိတ်ရှိတယ်ပေါ့စိတ်ထဲမှာစိတ်သက်သာမှုပေါ့ကျွန်တော်ဒီလိုအားလေးနဲ့ပြောချင်တာဒီဆောင်ရွက်ပေးတာဒီလိုအားရှိအောင်ပေါ့ကျွန်တော်ရိုက်နေနေတော့ဘုရားဝိဒေကျွန်တော်ရိုက်လာပြရနော်ဒါဆိုရင်ဒီကမျက်စိ3ယောက်ကြည့်ကြသွားတယ်လက်6ကြည့်ကြပါဟုတ်ကဲ့